ဂျပန်ကိုပို့ရမယ့်ဆက်သားကြော်လေး90သားပါရှင်ဒါလေးကဂျပန်ကိုပို့ရမယ့်ဆက်သားအချောက်ကြော်လေးပါနော်အချောက်ကြော်လေး90သားပါအချောက်ကြော်လေး90သားကြော်ပေးထားတာပါရှင်ဆက်သားအမွှကြော်သူကအစပါနော်ဂျပန်ကိုပို့ရမယ့်ဟာလေးပါရှင်အမွှကြော်လေး90သားပါရှင်ဆက်ဟန်နီစီကလည်းပြည်တွင်းပြည်ပအိမ်ထဲရောက်ပို့ပေးတာဖြစ်တဲ့ကိုလိုအပ်တဲ့သူများမှာပေးပါဒါဆက်သားကြော်ဆိုလို့ရှိရင်လုံးဝအလုံးမအားတဲ့သူတွေထမင်းတူထမင်းတစ်ခုချက်ပြီးတော့ပေါ့နော်ဒီဆက်သားကြော်လေးနဲ့လေထမင်းပူပူလေးနဲ့မနဲ့ညရောစားလို့ရပါလေရှင်ဟန်ဒီစီမှာအခုအမမာနဲ့မမနူနဲ့အောက်ကမှာနဲ့ဟာဆိုလို့ရှိရင်ဆက်သားကြော်ရောရှေပေါင်ကြော်ရောပေါ့နော်အခုဟန်ဒီကဒီမှာရှေပေါင်ကြော်လေးကြော်ပါမယ်ပြီးလို့ရှိရင်ဆက်သားကြော်လေးကြော်မယ်အတုံးကြော်လေးကြော်ပြီပေါ့နော်ဟန်ဒီကကျလို့ရှိရင်ဟန်ဒီရဲ့ customer တွေအတွက်ကိုဟန်ဒီကအစီပြောင်လို့မှာမဟန်ဒီက order လေးပူပူလေးကြော်ပြီးတော့အေးချင်းအားပေးပါရဲ့နော်ပူပူလေးရတော့ဟန်ဒီကပါခင်ပိတ်ဖို့နော်အေးမမနေ့ပြန်အေးချင်းအားမယ်ဆိုလို့ရှိရင်ဒီလူတွေရမျိုးဟန်ဒီကကြော်ပေးရပါနော်ဟန်ဒီစီကလိုအပ်တဲ့သူပြမှာပေးပါလို့နော်ပြည်တိပြပါအိမ်ဖြစ်ရောက်ဖို့ပါတယ်ပြန်ရောက်မဲ့သူတွေဆိုလို့ရှိရင်လိုတလို့ပါကင်လေးထုတ်ပေးနိုင်မှာပါကင်လေးထုတ်ပေးပါလေရှင့်တစ်စေသားပါကင်ကိုဟန်ဒီကတစ်စေသား15ကျပ်သား25ကျပ်သားအစားထုတ်ပေးရနော်